Hello မင်္ဂလာပါဒီနေ့ကတော့နှုတ်ပေါင်မုံလုံကြီးကိုပြောပြမှာဖြစ်ပါတယ်နှုတ်ပေါင်မုံရေခဲချောင်းလုပ်ဖို့ဆိုလို့ရှိရင်ဘာတွေလိုလဲဆိုရင်အကြီးကတော့နှုတ်စီတစ်ခုလိုပါတယ်ပြီးလို့ရှိရင်ပေါင်မုံဒီလိုပေါင်မုံပြီးသားပေါင်မုံထုတ်ကလေးထုတ်လို့မယ်ပြီးတော့တကြားလိုမယ်ပြီးတော့မှုေးပြောင်းကုန်မုံလိုပါမယ်ပြီးတော့စားလိုပါတယ်အဲ့ဒါဆိုရင်လေးချိန်ဘယ်လောက်လေးချိန်သုံးမလဲဆိုတော့ချိန်ကြည့်အောင်နော်ကျမကရေကို3လီတာထည့်တယ်ပေါ့နော်3လီတာရေကို3လီတာထည့်ပြီးတော့ရင်တွေတည့်ထားတယ်ပေါ့နော်ဟောလေတစ်ခုပြောဖို့ကြံသွားလို့ပေါ့နော်နှုတ်ပေါင်မုံရေခဲချောင်းလုပ်မယ်ဆိုရင်ကျမကနှစ်ခွန်ရေခဲချောင်း site ကနှစ်ခွန် site ကိုသုံးတယ်ပေါ့နော်ခုနကဟိုတနေ့ကလုပ်တဲ့အချင်းချောင်းတွေဆိုလို့ရှိရင်တစ်ခွဲ6 site ကိုသုံးတယ်ပေါ့နော်ဒါကတော့နှစ်ခွန် site ကိုသုံးမှာဖြစ်ပါတယ်နှစ်ခွန် site ကိုသုံးပြီးတော့ဒီပေါင်မုံလေးတွေကိုဒီလိုမျိုးဒီပေါင်မုံအချက်ကလေးတွေကိုတဝက်ဝက်လိုက်တယ်ပေါ့နော်တဝက်ဝက်ပြီးတော့ရေခဲထုတ်ကိုတချမ်းထားတဲ့ဟာလေးကိုထည့်တယ်ပေါ့နော်ပထမဆုံးတကြားထည့်ပါမယ်တကြား200 gram ထည့်ပါမယ်နော်အဲ့တော့တကြား200 gram ထည့်ပါမယ်တကြားထည့်ပြီးလို့ရှိရင်စားထည့်ပါမယ်စားကသူကတော့ပိုထည့်ရတယ်15 gram လောက်ထည့်ရမှာပေါ့နော်ခုနချိန်တဲ့ဟာလေးကဖြောက်ဟုတ်တယ်0ဖြစ်နေတဲ့ချိန်မှာစား15 gram ထည့်ပါမယ်စား15 gram ထည့်မယ်ပြီးရင်နိုးစီထည့်မယ်နော်အဲ့တော့နိုးစီထည့်မယ်ပေါ့နော်နိုးစီကဆန်းနိုးစီသုံးပါတယ်ဒီထက်ပိုကောင်းတဲ့နိုးစီသုံးချင်လဲသုံးလို့ရတယ်ဒီမှာတော့ကျမကဆန်းနိုးစီကဈေးချိုသုံးမလို့ဆန်းနိုးစီကိုဝယ်သုံးတယ်ပေါ့နော်ဆန်းနိုးစီတောင်မှအခုဈေးကဘယ်လောက်ဖြစ်သွားပြီလဲဆို3600ဖြစ်သွားပြီတခြားနိုးစီတွေဆိုလို့ရှိရင်4000 5000ဖြစ်နေပြီပေါ့နော်အဲ့တော့နိုးစီကတပူးသုံးမယ်နော်ခုနနိုးစီတော့ဖောက်လာပေပွားနေအဲ့တော့ဒါနိုးစီထည့်ပြီးသွားပြီအဲ့ဒါဆိုရင်အခုပြောင်းကုန်မုံထည့်မယ်ပေါ့နော်ပြောင်းကုန်မုံကလည်း15 gram လောက်ထည့်ရမယ်ပေါ့နော်ပြောက်သွားတယ်